ဘဝမှာလေငဖဲချင်းကိုကိုယ်တိုင်အိမ်မှာလှုပ်ရှားရမယ်လို့တခါမှမတွေးထားဘူးပေါ့နော်စတေလာတို့ငငယ်တဲ့ခါအိမ်ကလည်းကန်းသားနဲ့လည်းหนีတယ်စီးနဲ့လည်းหนีတော့ပေါ့နော်အိမ်သားမတင်ကိုငချင်းနေငဖဲချင်းနေပစွန်ချင်းနေလှုပ်တဲ့အိမ်က3အိမ်လောက်ရှိတာအမေတငယ်ချင်းအိမ်ကောနောက်ပြီးတော့တခြားအန်တီတွေလိုခင်ရတဲ့အိမ်တွေရောဆိုတော့ငချင်းငဖဲချင်းပစွန်ချင်းကဘယ်တော့မှမပြတ်ဘူးပေါ့နော်တပတ်မှဆိုရင်2ရက်လောက်ပါတယ်အဲ့ဒီဟင်းကလေစတေလာရန်ကုန်မှာအလုံးလုံးနေတော့ကလည်းအမေကအိမ်ကနေပြီးတော့ငဖဲချင်းနေအမြဲပို့ပေးနေကြဆိုတော့အရန်စားချင်လို့အပြင်မှာဝယ်စားတဲ့ခါဆိုတာတခါမှမရှိဘူးပေါ့နော်အမေပို့ပေးတဲ့ဟာကိုစားတယ်ပြီးရင်မော်မြန်ပြန်တဲ့ခါကြလို့ရှိရင်လည်းအိမ်မှာစားရဲဆိုတော့အပြင်မှာဝယ်စားရတယ်ဆိုတာမရှိဘူး။ဘန်ကောက်ရောက်တော့ဈေးထဲဒီမှာတွေ့ပေမဲ့မဝယ်စားဖြစ်ဘူးပေါ့နော်။စိုးဈေးတွေပါမလား၊တာရှည်ခံဈေးတွေပါမလား၊ဘာလားညာလားအဲ့လိုမျိုးစဉ်းစားပြီးတော့မဝယ်စားဖြစ်ဘူး။မနေနိုင်လို့ဝယ်စားဖြစ်တဲ့ခါကြတော့လေသူတို့လှုပ်တဲ့လူတွေကအဝေးကနေလှုပ်ပြီးတော့ပို့တာဆိုတော့အရန်ချင်သွားတာဖြစ်နေပြီဆိုတော့လေစတေလာတို့စားရတာအဆင်မပြေဘူးပေါ့နော်ဒီရက်ပိုင်းဟင်းနေရလဲစားရတာအရန်ယိုးလာပြီဒီငဖဲချင်းတွေငချင်းတွေပစွန်ချင်းတွေရလဲလေဒီလိုမိုးရဒီမှာအဲ့လိုဟင်းချိုပူပူလေးတွေနဲ့ငချင်းတော့ပစွန်ချင်းတော့ဆိုအရန်လိုက်ဖက်တာပေါ့နော်ဆိုတော့စတေလာလည်းအရန်စားချင်တာနဲ့အိမ်ကအမေကိုနှမ်းပြီးတော့ပါဝင်ပစ္စည်းရလဲ3မျိုးပဲပေါ့နော်စတေလာကဒီမှာငဖဲရယ်စားရယ်ထမင်းရယ်ပဲထမင်းတော့မနေ့ကချက်တာလေရေခဲတာတွေကထည့်လာတဲ့ထမင်းနဲ့ပဲဆိုတော့အရန်ယိုးရှင်းတယ်ပေါ့နော်မပြောဘက်မရှိဘူးဆိုလို့ရှိရင်လည်းစတေလာတို့ကျွတ်အိတ်တွေနဲ့အဲ့လိုမျိုးလုပ်လို့ရတယ်ဆိုတော့အရန်ရိုးရှင်းတယ်ကိုပါကိုတန်တန်လေးလှုပ်ရှားခြင်းနဲ့ဆိုရင်စတေလာဒီလိုပုံစံအတိုင်းလိုက်လှုပ်ရှားလို့ရတယ်ပေါ့နော်ဆိုတော့စတေလာနဲ့တူတူလိုက်လှုပ်ကြည့်အောင်နော်ပါဝင်ပစ္စည်းကတော့စတေလာငဖဲကိုမှပေါ့နော် 100% ငဖဲငဖဲအစစ်ပေါ့နော်မရောထားဘူးဒီမှာကသူကငဖဲက3မျိုးလောက်ရောင်းတယ်စတေလာတို့ငဖဲအစစ်ကိုကတစ်စီးပေါ့နော်1ကီလို200ကျော်280ကျော်လားမသိဘူးငဖဲရဲ့ဒီငချင်းတွေငမြစ်ချင်းတွေအဲ့လိုချစ်ထားတဲ့ဟာကကြတော့တဝက်ရောထားတယ်ပေါ့နော်အဲ့ဒါကကြတော့တစ်စီး100ကျော်နောက်တစ်ခုရှိတာကလုံးဝငဖဲမပါဘဲနဲ့ငါဟိုလိုမျိုးငမြစ်ချင်းတွေငချင်းတွေကိုပဲအချစ်ကတက်ရောင်းနေပေါ့နော်ဒီနေ့စတေလာကတော့ငဖဲစစ်ကိုကီလိုဝက်ဝယ်ခဲ့တယ်ထမင်းကတော့ခုနကပုံနေရအတိုင်းပဲပေါ့နော်စတေလာမနေ့ကကျန်တဲ့ထမင်းကိုမှအဲ့လောက်ထမင်းအနေထားထည့်တယ်အရသာကကြတော့စတေလာနည်းနည်းပေါ့လေးဖြစ်ရအောင်လို့အဲ့ထမင်းနဲ့ဒီငချင်းအနေထားအောင်မှာစတေလာစားကိုကထမင်းစားစွန်းနဲ့တစုံခွဲပေါ့နော်တစုံခွဲတော့အဲ့လောက်မပြည့်ဘူးတစုံနဲ့နည်းနည်းလောက်ပဲရှိမယ်စတေလာထည့်တာမပြောဘက်ကလည်းစတေလာတို့ကဒီမှာဈေးထဲမှာသူတို့ကကြိုက်တယ်လို့ဝယ်လို့ရတယ်စတေလာကဒီနေ့20ဘိုးဝယ်ခဲ့တာအများကြီးရရအောင်နော်သူတို့ကဒီလိုမျိုးမီးကိုအပူပေးပြီးသားမီးအပူပေးပြီးသားဒီမှာမီးအပူကွက်တွေတောင်ပါတယ်ပေါ့နော်စတေလာကနည်းနည်းပြော့သွားအောင်လို့ထပ်ပြီးတော့ gas မီးနဲ့နည်းနည်းအပူထပ်ပေးတာတယ်အဲ့ဒါနဲ့လုံးမှာပေါ့နော်စတေလာတို့အိမ်သားမှာငချင်လုံးမယ်ဆိုရင်သူတို့ငငယ်တွေကတွေ့လာတော့ပေါ့နော်တကူတကကြည့်လာမဟုတ်ရင်တော့ငငယ်တွေကမြင်နေတော့မျက်စိလုံးထဲမှာမှတ်မိရပေါ့နော်သူကအဲ့လိုတက်တာဆုံကြီးထဲမှာငါးတွေကိုထည့်ပြီးတော့အဲ့လိုထောင်းပြီးတော့လုပ်ကြတာပေါ့စတေလာကတော့ဒီမှာငဖဲကကြတော့ပုံမှန်စတေလာတို့ငဖဲကြော်သူလိုပဲပေါက်တယ်ထမင်းကကြာနည်းနည်းကြေသွားရအောင်လေဒီကဆန်တွေကသမင်းချက်ထားနေလုံးဝအပျော်ရေခဲတာတွေနည်းနည်းတညလောက်အိတ်ထည့်လိုက်ရင်နည်းနည်းတောက်ကြီးဖြစ်သွားတယ်ဆိုတော့လေထမင်းကိုပဲစတေလာစုံနဲ့ထည့်ထောင်းလိုက်တယ်ငဖဲပါထည့်ထောင်းရင်စတေလာလက်မောင်းနဲ့လုံးဝတေးချတယ်အားကြောင့်ငဖဲကစုံထဲမှာပေါက်လိုက်တယ်ပေါ့နော်ထမင်းနဲ့ငဖဲနဲ့ရောပြီးတော့အရသာကစားတစ်မျိုးပဲထည့်တယ်ပေါက်ပြီးတော့တော်တော်လေးအဲ့လိုအကြာကြီးပေါက်တယ်ပေါ့နော်စတေလာနိုင်ဝက်ကြော်လောက်ပေါက်လိုက်တယ်ပေါက်တယ်လက်နဲ့ထိုးနေတယ်ပေါက်တယ်ပြီးခါကျမှစတေလာတို့ဒီအပေါ်ကနေပေါ့နော်ကြောက်အိုးဖြစ်နေတဲ့ခါကျတော့လေစတေလာငရုပ်စုံနဲ့အဲ့လိုမျိုးနည်းနည်းထပ်လိုက်ပြီးတော့နည်းနည်းထပ်နေလိုက်တယ်ပေါ့ပြီးခါမှာငါပြောရွက်ထဲမှာအဆင်ပြေတယ်လို့ထုတ်လိုက်တယ်ပေါ့နော်ပထမဦးဆုံးချိန်ဖြစ်နေတော့စတေလာကတော့အဆင်ပြေတယ်လို့ပဲလုပ်လိုက်တယ်ပေါ့မမတို့ပြောတချို့ဟိုဟာတွေကပေါ့နော်အခုဒီမှာလေးဈေးထဲမှာစတေလာတို့တွေ့တယ်ခြေခဲချောင်းလေးလိုမျိုးချို့အိတ်ကလေးနဲ့ထုတ်ပြီးတော့ရောင်းတာလည်းရှိရလေအဲ့လိုမျိုးလည်းလုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ရင်ကတော့ပို့လွှဲမဲ့ထင်နေစတေလာတော့ဒီတချို့တွေဖတ်တွေရှာမရဘူးဆိုလို့ရှိရင်တော့အဲ့လိုမျိုးချို့အိတ်တွေထုတ်ပြီးတော့မှစတေလာတို့ရေထွက်ပေါက်ကလေးတွေဖောက်ထားမယ်ဆိုရင်သူကအဲ့အပေါက်ကနေရေတွေထွက်လာမယ်ဆိုရင်ကြစ်လေးရအောင်ပေါ့နော်စတေလာရဲ့ဒီဥစ္စာက2ရက်ထားတယ်ပြီးအပေါ်မှာရေဘူးတဘူးနဲ့ဖိထားတယ်ပေါ့နော်ဆိုတော့သူရေကနည်းနည်းလေးပဲထွက်လာတယ်အများကြီးမထွက်ဘူးငဖဲကငဖဲကြော်ချက်ပဲစားဒီလိုမျိုးပဲလောအဓိကတော့စတေလာရဲ့အမိပြောသလိုလေးငဖဲဆိုရင်အဲ့လိုမျိုးငရုပ်စုံကြီးထောင်းနေလို့ငရုပ်စပွင့်ကြီးမလိုက်ရင်ငရုပ်စုံကြီးတွဲပါလာတဲ့အနေထားမှာသူကရတယ်ပေါ့နော်ငငယ်တွေကစဉ်းစားထားတာငါဘယ်တော့မှငဆုပ်မလုပ်ဘူးပေါ့အမေကအိမ်မှာအမြဲတမ်းငဆုပ်ထောင်းခိုင်းစတေလာတမုံထောင်းရလို့လေအကြီးလာတဲ့ခါကျတော့လေလှုပ်စားဖြစ်တာပဲပေါ့နော်ကိုကမလှုပ်စားရင်မစားရဘူးဆိုတော့လေလှုပ်စားရတာပဲစတေလာကတော့ဒီမှာတော့အဲ့လိုအကြာကြီးမထောင်းဘူးလက်နဲ့အသက်ကုန်ပေါက်တယ်ပေါ့နော်ကြောက်ဦးကလည်းပေါက်လို့ကောင်းတော့လေအဲ့လိုမျိုးပေါက်ပြီးတော့မှအရသာတွေအကုန်လုံးဝင်သွားပြီးစိတ်တွေကနေနည်းနည်းသူကစီစီပပိုင်ဖြစ်လာပြီးဆိုတဲ့အနေထားကြတော့စတေလာဖတ်နေထုတ်လိုက်တယ်ပေါ့နော်ကျိုးကလည်းလေစတေလာတို့ဒီကျွတ်နဲ့ဆိုလို့ရှိရင်ပို့ပြီးတော့ကြစ်မဲ့ထင်တယ်စတေလာကပထမဦးဆုံးလည်းလောက်တာဖြစ်တယ်အိမ်မှာလည်းကျွတ်ကမရှိဘူးပေါ့နော်တည်ပင်းတွေပဲရှိတော့တည်ပင်းတွေနဲ့ပဲဒီလိုမျိုးပဲထုတ်လိုက်တယ်ဆိုတော့အိမ်စားဖို့အနေထားတန်ရှင်းလေးစားချင်တယ်ဆိုရင်တော့အိမ်မှာရှိတဲ့ပစ္စည်းလေးနဲ့ပဲဒီတိုင်းပဲသာလုပ်လိုက်တော်တော်လေးစားကောင်းတယ်ပေါ့နော်ဝယ်စားတဲ့ငှက်ချင်တဲ့လုံးဝမတူတာလေငါပဲအစ်စ်ဖြစ်လို့လားမသိအရသာ
အရန်စားကောင်းတယ်ပေါ့နော်မှုေးပြီးတော့လေသူအရသာကအချင်းလည်းအရန်မဆူဘူးတုတ်စားတဲ့ခါကြလို့ရှိရင်အရန်ကြီးလည်းလေးလေးပပမဖြစ်နေပဲနဲ့လေစားကောင်းတယ်ကိုယ့်ရဲ့စိတ်ကပဲအဲ့လိုပစ္စည်းစစ်တင်တယ်မလို့တန့်နေပေါ့နော်ဟိုပြောကအများကြီးမဖြစ်တော့ဘူးထင်ပြီးတော့စားလို့လာတော့မသိဘူးအရန်စားကောင်းတယ်ဆိုတော့ Stella နောက်လေလှုပ်စားဖြစ်ပါအောင်မယ်ဒါပေမဲ့ငဖဲတုတ်ကပေါ့နော်တယောက်တည်းစားလို့ခါကြလို့ရှိရင်တော့ဟိုဒီလောက်လုပ်ပြီးတော့မှစားမယ်ဆိုတော့တိတ်မကာမိဘူးတကယ်ချင်းနေနဲ့ပေါင်းပြီးတော့အဲ့လိုမျိုးလုပ်ပြီးစားမယ်ဆိုတော့တော်တော်လေးအဆင်ပြေတယ် Stella ရဲ့ဒီငချင်းကနေရက်ကြပြီးရဲ့နေချာကြတော့ Stella ဖောက်လိုက်တယ်ပေါ့နော်ဆိုတော့သူကအရင်လည်းအချက်မဆိုးဘူးမွေးလေးနဲ့ကြော်ပြီးတော့တုတ်စားရင်ဒါလုံးဝအကွက်တိပဲကိုကဒီငရုတ်ဒီမှုတ်လေးနဲ့ပဲတုတ်ငရုတ်ဒီမိုးမြောက်တောက်လေးတွေကိုပဲညက်ပြီးတော့ပင်စိမ့်နဲ့ပဲတုတ်နည်းနည်းပင်နဲ့ပဲတုတ်ပေါ့နော်စီလေးအိမ်မာကလေအမေတုတ်တာအရန်စားကောင်းတာသူရဲ့လိုဝက်ကစီများထည့်တာ Stella တုတ်နေရဘာလို့စားမကောင်းတော့ Stella စီကပါလီကတော့မထည့်ဘူးပေါ့နော်ငဖဲကြော်လိုက်တယ်ဆိုရင်စိတ်ထဲမှာငဖဲကြော်မှာစီတွေပါသွားပြီအဲ့ဒီငချင်းကိုကြော်လိုက်ပြီးဆိုငချင်းမှာစီပါသွားပြီဆိုအဲ့ဒီစီအကြံနဲ့ပဲအဲ့တိုင်းပဲနေစားလိုက်တာပေါ့နော်အိမ်မှာအမေတို့ကတုတ်တယ်ဆိုလို့ရှိရင်အဲ့လိုစီကိုရွှဲလေးအဲ့လိုတုတ်တယ်ဆိုတော့ပိုပြီးစားကောင်းနေတယ်နဲ့ဒါပေမဲ့စီကအလောက်အများကြီးလည်းမစားသင့်ဘူးပေါ့နော်ဒါကလေအရန်စားကောင်းပါတယ် Stella လည်းထက်လို့စားဖြစ်ပါဦးမယ်ဒီငဖဲချင်းပြီးတော့နောက်တစ်ခေါက်ကြာလို့ရှိရင်လည်းပစုံချင်းထက်လို့စားအောင်မယ်ပေါ့နော်စားချင်လာတဲ့ခါကျရင်ထက်လို့စားမယ်ပေါ့အခါကြာလို့ရှိရင်လည်း Stella တင်ပေးပါမယ်ဗီဒီယိုရိုက်ထားဖြစ်ရင်ပေါ့နော်ဆိုတော့အားလုံးပဲလိုက်လို့စားကြည့်ကြပါအရန်စားကောင်းပါတယ်အရန်လည်းလွယ်တဲ့စိတ်ထဲမှာခက်ခဲကြီးအဲ့လိုလောက်ရမယ်ထင်ပေမဲ့ကိုလည်းစားချင်နေတဲ့ခါကျတော့လှုပ်လိုက်တာအရန်လွယ်တယ်လို့ခံစားရတယ်ပေါ့နော်ဆိုင်နေလောက်ရောင်းတန်းနေလောက်ကောင်းချင်မှကောင်းမယ်ဆိုပေမဲ့ကိုပါကိုလှုပ်တဲ့ခါကျတော့တန်ရှင်းလေးနဲ့စားရတာကတော့နံပါတ်1အချက်ပါပြီးရင်လို့ရောင်တင်စေးတွေမထည့်ထားတဲ့ခါကျတော့ကျမ်းမာရေးနဲ့လည်းပိုပြီးညင်ညွတ်တယ်ပေါ့နော် Stella တို့ရက်လွန်နေတဲ့အဲ့လိုချင်းဆူဆူတွေလည်းမစားရတဲ့ခါကျတော့ရတာလည်းပိုပြီးကောင်းနေဆိုတဲ့အတွက် Stella လည်းထပ်လို့စားပါဦးမယ်Stella တငယ်ချင်းတွေလည်းလိုက်လို့စားကြည့်ကြပါတခြားနိုင်ငံရောက်နေတဲ့တငယ်ချင်းတွေလည်းငဖယ်နဲ့မှမဟုတ်ဘူးပေါ့နော်တခြားနည်းနည်းစစ်စစ်ပိုင်ရှိတဲ့ငါးလေးတွေနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးလှုပ်စားလို့ရတယ်ပေါ့နော်ဆိုတော့ငဖယ်မရလည်းတခြားငါးတွေနဲ့လှုပ်စားကြည့်ပါ Stella လည်းနောက်တစ်ခေါက်ကျရင်တခြားငါးနဲ့ try ကြည့်ပြီးတော့အဆင်ပြေမပြေလာပြန်ပြောဦးမယ်နော်အရတာကလည်းမုံမွေးထုတ်လေးဆိုတော့လေလိုက်လှုပ်စားကြည့်ကြပါအရင်စားကောင်းပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်လိုက်ရင် subscribe လေးလုပ်သွားပေးကြပါအောင်နော်အားလုံးပဲတတားပါ